ငယ်တော့ကျွန်တော်အဲ့ဒီတကုံတစ်ရှစ်ကဝတ်သားတို့ဆိုင်မှာစားနေကြအောင်နော်အဲ့ပါတယ်သူတို့နဲ့သူကကလေးတွေပဲတော့ဆိုဟုတ်တွေ့ပါတယ်သူရဲ့ပြီးတော့ခရစ်စတီနာရှိဦးမှာတကုံတစ်အုပ်စုတွေဆိုသူတို့ကကျွန်တော်တို့ငယ်တာပေါ့နော်အများကြီးငယ်ပါဟုတ်ကျွန်တော်ကတော့ကြီးပါတယ်ပြီးလဲပြီးကြတကုံတစ်ရှစ်မှာတော့အဲ့တကုံတစ်တက်တဲ့လူတော်တော်များများအဲ့ဝတ်သားတို့ဆိုင်ကြောင်းမှာအဲ့ဆိုင်ကြောင်းမှာဒုတ်တို့ကြိုက်သွားကြငယ်လေးတဲ့ဆိုတော့အမတ်တရအခုဒီနေ့ဒုတ်တို့ပြန်ကျွေးရနေမှာပေါ့ဟုတ်အောင်းဖို့ကောင်းပါတယ်ကျွန်တော်တို့ဆိုတာအနုပညာကျွန်တော်ဆိုအနုပညာပဲငယ်လေးကလောက်တာပေါ့ဒီအနုပညာလှေကြီးပေါ်မှာပေါ့နော်တငယ်ချင်းတွေတက်လာကြခုံချသွားကြချို့ကြလဲဆုံးမြုပ်သွားကြချို့ကြလဲပို့ပြီးတော့အောင်မြင်ကြအစဆိုပေါ့နော်နန်းစုဆိုရင်ဒါကျွန်တော်တို့ညီမလေးကတော်ပါတယ်သူတကယ်တော်ပါတယ်ဒီလိုမျိုး business တွေ run နိုင်တယ်အခြားကိစ္စတွေ run နိုင်တယ်ဆိုတဲ့အတွက်ကြောင့်ဟုတ်တယ်ကျွန်တော်တို့ညီမလေးဒီချိန်ယူသင့်ပြီလို့ကျွန်တော်ယူဆပါတယ်နန်းစုမင်္ဂလာသတင်းတွေထပ်ပြီးကြားကြပါတယ်ဟုတ်ကျွန်တော်တို့ဟောပေါ့လေငငယ်လေးတွေကပေါ့နော်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကအနန်းစုတို့ဆိုတာခင်လာခဲ့တာပါကျွန်တော်နှင်းစီနက်တို့စသဖြင့်လေသူတို့အဖွဲ့ rap အဖွဲ့တွေစပြီးတော့ဒါတကုံတက်ကကျွန်တော်တို့ညီကိုမောင်နှမတွေလည်းဖြစ်ပါတယ်ဒီနေ့မှာသူဒီ Queen Empire ဆိုင်ပေါ့အလှပရေးရပါပေါ့နော်ဒီအတွက်ဖွင့်တဲ့ဆိုင်လေးကိုတမင်ကိုညီမလေးကိုလာပြီးတော့ချင်းမြင့်ပေးရပါတယ်ဟုတ်ပုံမိုက်တာပေါ့နော်သူကိုယ်တိုင်ကဒါမျိုးဟိုပေါ့နော်လှပနေတဲ့ခါကျတော့ဒီသူ့လိုမျိုးလှခြင်းပခြင်းနေဆိုရင်တော့ဒီဆိုင်လေးကိုအမိလှမ်းခဲ့ပါနော်ဟုတ်ကျွန်တော်တို့တက်ကတော့ဒါအစောရမလို့ပါဒါမှလည်းစိတ်ဝင်စားဘူးပါဒါတချို့ယောက်ျားလေးကြလဲဟိုပေါ့နော်လှုပ်တတ်တာပေါ့နော်လှုပ်တတ်တဲ့ခါကျတော့ချို့ယောက်ျားလေးကြလဲလိုအပ်တာပေါ့နော်လိုအပ်တဲ့မင်းသားတွေဆက်ပြီးနော်မင်းသားအစောရကကျွန်တော်သိတော့ကတော်နေပါကျွန်တော်တငယ်ချင်းတွေလည်းတိတ်မလုပ်ကြအောင်မင်းသားတွေကလှုပ်တတ်ပါတယ်ဒါတကယ်လိုအပ်တဲ့ဟာလေးပေါ့နော်ပြီးတော့လက်ရှိခေတ်စားနေတဲ့ model မင်းသမီးတွေအတွက်ကလည်းဒါအသင့်ဖြစ်သွားတာပေါ့နော်ကိုအတိုင်းဝိုင်းတွေကကိုယ့်ရဲ့ခင်မင်ရလူတရားဆိုင်ဆိုပို့ပြီးအားပေးဖြစ်မှာပါခင်ဗျဟုတ်ငယ်တော့ကျွန်တော်အဲ့ဒီတကုံတစ်ရှစ်ကဝတ်သားတို့ဆိုင်မှာစားနေကြအောင်နော်အဲ့ပါတယ်သူတို့နဲ့သူကကလေးတွေပဲတော့ဆိုဟုတ်တွေ့ပါတယ်သူရဲ့ပြီးတော့ခရစ်စတီနာရှိဦးမှာတကုံတစ်အုပ်စုတွေဆိုသူတို့ကကျွန်တော်တို့ငယ်တာပေါ့နော်အများကြီးငယ်ပါဟုတ်ကျွန်တော်ကတော့ကြီးပါတယ်ပြီးလဲပြီးကြတကုံတစ်ရှစ်မှာတော့အဲ့တကုံတစ်တက်တဲ့လူတော်တော်များများအဲ့ဝတ်သားတို့ဆိုင်ကြောင်းမှာအဲ့ဆိုင်ကြောင်းမှာဒုတ်တို့ကြိုက်သွားကြငယ်လေးတဲ့ဆိုတော့အမတ်တရအခုဒီနေ့ဒုတ်တို့ပြန်ကျွေးရနေမှာပေါ့ဟုတ်နည်းနည်းကွာမယ်ဘာလို့ကျွန်တော်တို့ကပြီးတော့အဲ့ခေတ်ကလည်းအဲ့လိုပေါ့တော့အဲ့ Queen ကိစ္စရပါတိတ်ကျွန်တော်ကတိတ်စိတ်ဝင်တော့အကြောင်းမှလည်းကိုယ် music ပဲစိတ်ဝင်တော့ကျန်တာတိတ်မသတိမထားမိဘူးဟုတ်အောင်းဖို့ကောင်းပါတယ်ကျွန်တော်တို့ဆိုတာအနုပညာကျွန်တော်ဆိုအနုပညာပဲငယ်လေးကလောက်တာပေါ့ဒီအနုပညာလှေကြီးပေါ်မှာပေါ့နော်တငယ်ချင်းတွေတက်လာကြခုံချသွားကြချို့ကြလဲဆုံးမြုပ်သွားကြချို့ကြလဲပို့ပြီးတော့အောင်မြင်ကြအစဆိုပေါ့နော်အများကြီးဖြစ်လာကြတယ်နန်းစုဆိုရင်ဒါကျွန်တော်တို့ညီမလေးကတော်ပါတယ်သူတကယ်တော်ပါတယ်ဒီလိုမျိုး business တွေ run နိုင်တယ်အခြားကိစ္စတွေ run နိုင်တယ်ဆိုတဲ့အတွက်ကြောင့်ဟုတ်ဟုတ်တယ်ကျွန်တော်တို့ညီမလေးဒီချိန်ယူသင့်ပြီလို့ကျွန်တော်ယူဆပါတယ်နန်းစုမင်္ဂလာသတင်းတွေထပ်ပြီးကြားကြပါတယ်ဟုတ်အဓိကတော့ပေါ့နော်ဒီပေါ့နော်ဟိုကျွန်တော်တို့ဒီဆိုင်မှာထူးခြားတာကျွန်တော်ဒီဆရာဝန်တွေကိုယ်တိုင်စေကန်းထိုင်ပြီးတော့ဟိုတခြားအကြံပေးတာတွေဆွေးနွေးတာတွေလုပ်ပေးရလဲတွေ့ရမယ်ပြီးတော့သူကဒီသူ့ရဲ့ customer သူ့ရဲ့ပေးသက်တွေပေါ့နော်အဲ့အတွက်ကိုအဓိကသူကဘာလုပ်ပေးထားလဲဆိုတော့ကျွန်တော်တို့မေလတစ်လလုံးကို60%ပေါ့နော်60%အထိ discount ချပေးထားတဲ့အတွက်ကြောင့်မလို့မဖြစ်မနေပေါ့နော်လာပြီးတော့ဟိုလှပရအောင်စိတ်ဝင်စားလူတိုင်းဒါရောက်ဆွေးနွေးလို့ရပါတယ်ဆိုတာလေးသတင်းစကားလေးလမ်းချုံပါလိုက်ပါရခင်ဗျဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ညီမလေးနန်းစုဒီဆိုင်မဒီဆိုင်ခွဲအများကြီးဖွင့်ပြီးပို့ပြီးအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးပါခင်ဗျ